နာလောက်စိတ်ကူးရင်ကြည့်လိုက်ပါဒီကဘာမှာအယောင်တွေမရှိဘဲနဲ့အဖြူအမဲကြီးပဲဖြစ်နေတယ်ဆိုလို့ရှိရင်ကဘာရဘယ်လောက်ထိတင်းစရာကောင်းနိုင်မလဲ Welcome to my fashion class day 4 color theory သင်ခန်းစာလေးစလိုက်ရအောင်color theory ရဲ့အရေးကြီးဆုံးအခြေခံကတော့ warm tone နဲ့ cool tone နဲ့ခွဲတာပေါ့နော်ဆိုတော့ဘယ်လိုအဝတ်အစားရောင်လေးတွေကတော့ warm tone နဲ့ဘယ်လိုအဝတ်အစားရောင်လေးတွေကတော့ cool tone နဲ့ခွဲတဲ့နည်းလမ်းကအရင်ကမှရိုးရှင်းလွယ်ကူပါတယ်အင်မီတို့တွေကတဘာဝတရားကြီးကိုကြည့်ပြီးတော့ခွဲခြားပါမယ်နေမီလိုမျိုးဂန္ဓာရလိုမျိုးပူနွေးနေတဲ့အဝါလိမ်မော်အညိုဘက်သွားမယ်ဆိုလို့ရှိရင်တော့ဒါဟာ warm tone ပါကောင်းကင်လိုမျိုးရေပြင်လိုမျိုးအေးချမ်းတဲ့အစိမ်းတို့အပြာတို့ဘက်သွားမယ်ဆိုလို့ရှိရင်တော့ဒါခူးတုံးပါပဲဒါဆိုလို့ရှိရင်အဖြူအမဲမီခိုးနဲ့ beige လိုကာလာတွေကိုရောဘယ်လိုမျိုးခေါ်လဲဒါတွေကိုတော့ neutral color လို့ခေါ်ပါတယ်သူတို့တွေကဘယ်လိုအယောင်မျိုးနဲ့မဆိုလိုက်ဖက်ပြီးတော့ကိုယ့်ရဲ့ outfit ကိုဈေးကြီးရဲ့ expensive look ဖြစ်အောင်ပံ့ပိုးပေးနိုင်တဲ့အခြေခံအယောင်လေးတွေပါဒါဆိုလို့ရှိရင်ဒီလိုမျိုးကာလာတွေကိုဘယ်လိုမျိုးတွဲမလဲမပူပါနဲ့ဒီကာလာ wheel လေးကို save ထားလိုက်ပါဒီကာလာ wheel လေးကို save ထားမယ်ဆိုလို့ရှိရင်တော့ကာလာလေးကိုလှလှပပလေးတွဲတက်သွားမှာဖြစ်ပါတယ်ဆိုတော့ number 1ကာလာတွဲဆက်နည်းကတော့ harmony ဖြစ်အောင်ဝစ်စင်တာပါ harmony ဖြစ်အောင်ဆိုတဲ့ဟာကကာလာတွေကိုတွဲဆက်တဲ့အခါမှာမျက်စိပဒါထားဖြစ်ပြီးတော့တစ်ခုနဲ့တစ်ခုလိုက်ဖက်ညီပြီးတော့ against ဖြစ်မနေတဲ့ဟာမျိုးပေါ့နော်ကာလာတွေကို harmony ဖြစ်အောင်တွဲမယ်ဆိုလို့ရှိရင်တော့ပထမဦးဆုံးကတော့အုပ်စုတူတွဲတဲ့ဟာပေါ့နော် monochromatic ကာလာတစ်ယောက်တည်းကိုပဲအနုအယင်လေးတွေတွဲတာပါသူရဲ့ vibe ကတော့လူကိုပိုရှည်ပြီးတော့ပိန်သွားစေပါတယ် Take a deep breath. I'm a shark, you 7 days a week. I'll be up all night, day and night, day and night. I'm a spend. I'm a baller. Take a deep breath. နောက်တစ်ခုကတော့ analogous color တွဲနည်းပေါ့နော်ဒါကိုမြင်အောင်ကြည့်မယ်ဆိုလို့ရှိရင်အယောင်ဆက်ဝိုင်းကိုထပ်ပြီးတော့မြင်ကြည့်ပါအယောင်ဆက်ဝိုင်းမှာဘေးချင်းကတ်နေတဲ့တငယ်ချင်းအယောင်လေးတွေကိုတွဲတာမျိုးပေါ့နော်ဘေးချင်းကတ်တဲ့တငယ်ချင်းအယောင်တွေကိုတစ်ယောင်ကနေ2ယောင်3ယောင်4ယောင်5ယောင်အထိအဲ့လိုမျိုးတွဲလို့ရတယ်ကဲကိုကမဟုတ်ဘူးဘူးဖြစ်ချင်တဲ့ express လုပ်ချင်တဲ့နောက်ပြီးတော့လူများကြားမှာထင်ပေါ်ချင်တဲ့ဆိုလို့ရှိရင်တော့ color wheel ရဲ့စမ်းကျင်ဘက်အတူညီတဲ့စမ်းကျင်ဘက် color တွေကိုတွဲဆက်ပြီးတော့ဝစ်ဆင်လို့ရပါတယ်မြင်အောင်ကြည့်မယ်ဆိုလို့ရှိရင်တော့မျက်ခင်းစိမ့်စိမ့်ပေါ်မှာပွင့်နေတဲ့အနီရောင်နှင်းစီပွင့်လိုမျိုး contrast ဖြစ်နေတာပါနောက်တစ်ခုကတော့အရင်တော့ဗီဒီယိုလေးလုပ်ပေးဘူးတဲ့ neutral accent ပေါ့နော်ဥပမာမြင်အောင်ကြည့်မယ်ဆိုလို့ရှိရင်အဖြူရောင်စာရွက်ပေါ်မှာမြင်အယောင်ဆက်လေးတစ်ဆက်ချလိုက်တယ်လို့မျိုးပေါ့နော် neutral အများကြီးထဲမှာကာလာလေး pop နည်းနည်းလေးပဲထည့်တဲ့ဟာမျိုးပါဒီနေ့အတွက် bonus သင်ခန်းစာလေးကတော့ကာလာတွေမှာကိုယ့်ရဲ့ခန်းစားချက်ကိုပြောင်းလဲအောင်ဝတ်လို့ရပါသေးတယ်ကိုယ့်ရဲ့ခန်းစားချက်အရာနုနုဖက်ဖက်လေးနဲ့ဝတ်ချင်နေဆိုလို့ရှိရင်တော့တကယ် true ကာလာတွေကိုအဖြူရောထားတဲ့ pastel ကာလာလေးတွေဝတ်လို့ရတယ်တကယ်လို့မဟုတ်ဘူးကိုကလျှို့ဝှက်ဆန်းကျဲခြင်းနဲ့နည်းနည်းတဲ့ပုံစံမျိုးလိုချင်နေဆိုလို့ရှိရင်တော့အမဲရောထားတဲ့ dark colors တွေကိုဝတ်လို့ရပါတယ်ဒါဆိုလို့ရှိရင် color theory ရဲ့ basic အခြေခံအချက်လေးတွေကိုသိသွားလောက်ပြီလို့ထင်ပါတယ်ကိုကရော color တွဲဆက်တဲ့အခါမှာဘယ်လိုလေးတွဲရတာကိုကြိုက်လဲဆိုတာကိုအောက်မှာပြောပြခဲ့ဦးနော်ဒီနေ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုလေးနဲ့ပြန်တော့တွေ့မယ်တတား